တယ်မသိတဲ့ငါရဲ့ချောင်းတွေကြားလိုက်ရတော့အံ့ဩတယ်ငါထက်သူတို့ကပိုသိနေတာလားထူးဆန်းတယ်ဒီခါတလေကြတော့လေတိတ်ဆိတ်ကြတယ်ကောင်းတဲ့တင်ကြတော့မပြောဘူးခွဲမကောင်းတဲ့အရာတွေတော့ဝိုင်းပြီးထုံးတဲ့လူတွေရဲ့မင်းတို့တွေပြောလဲမော်ယုံမှာပဲရှိမယ်ကိုကြောင့်ကိုတွေးပြီးစဉ်းစားပါ